အပိစုဒူလေးရဲ့ဆောင်မှာတော့နှစ်ယောက်သားပြန်ဆင်ပြေးသွားလို့ဂျီယုံကန်းဝင်နေပါတယ်။ဂျေယာဘင်းရဲ့ရှေ့ဆက်ထားတဲ့သူဆိုတာကိုသိအောင်လို့ Rape ကနဂါးလက်ချိုလေးတကွင်းစီစဉ်ပေးလိုက်ပါတယ်။အဲ့ချိန်မှာပဲဂျေရိုကရုတ်တရက်တိုက်ခိုက်ခံလိုက်ရပါတယ်။ဘင်းကအပြင်ခေါ်သွားတဲ့အချိန်မှာစိုင်းမှုနေရလားဘာလားတော့မသိပေမဲ့ဂျေကိုသူတို့နေမျိုးခေါ်သွားဖို့ Rape ကိုပြောလိုက်ပါတယ်။ဒါမဲ့ဂျေကမထွက်သွားပဲဘင်းကိုသူကကွဲမိမယ်ဆိုပြီးတော့လေးဘောကိုကျန်တတ်သွားပါတယ်။အဲ့လိုနဲ့လေးဘောပြန်နေရင်နေလူနဲ့ဝင်မှုသွားပြီးတော့လူနဲ့မလိုက်အောင်ဘင်းရဲ့တင်မောကိုချားနေအောင်လုပ်ပစ်လိုက်ပါတယ်။ဒါကြောင့်ဘင်းရဲ့တင်မောကလေးဘောဦးပြန်ပြီးဘင်းရဲ့နေမြေမှာကျသွားပါတယ်။ခဏနေတော့ဘင်းယူကျွေးနေတဲ့မင်းသမီးတယောက်ကရောက်လာပြီးဘင်းကြီးရှင်မိသားဆိုပြီးတော့စောင့်နေကိုမိနေပါတယ်။သူနာမည်ဟာစပီယာလို့ခေါ်ပြီးတော့သူကျွေးနေတဲ့ဘဲကြီးကကလေးမလေးကိုစီးသက်သူပြေရွေးချယ်လိုက်တာကြောင့်ကြေကွဲနေပါတယ်။ပြီးတော့သူမနဲ့ခင်ဗျားတို့လိုဘာမှမဆိုင်ပဲဂျေးကနေထိုင်ရင်သူခိုးလေးတို့ပြောခံလိုက်တာကြောင့်ဆုံးရတော့ပါတယ်။နောက်တစ်ခါမှာတော့ဂျေးကခန်းခန်းထဲမှာထိုင်နေရင်ရင်ဘွားမှာတော့စပီယာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစဉ်းစားနေပါတယ်။ဂျေးရင်ဘွားတော့စပီယာကဘင်းရဲ့စီးသက်သူအဖြစ်ငင်းခံလိုက်ရပါတယ်။ဒါကြောင့်သူမကိုပိုင်ဆိုင်ခြင်းနေတဲ့ခင်ဗျားတို့လိုပဲစပီယာကသူငင်းခံလိုက်ရတာကြောင့်ဘင်းရဲ့အခြားစီးသက်သူတွေပါလိုက်တက်ပြီးတော့ခန်းတော်ကိုမိရှုလိုက်ပါတယ်။ဖြစ်ချင်တာဖြစ်ပြီးတဲ့နောက်မှာတော့စပီယာကကုခုခုပဲအဆုံးသတ်တော့ပါတယ်။ဂျေးကသူ့ကိုကြောင်တခိုးလေးလိုပြောသွားတဲ့စပီယာကအဲတုန်းကစပီယာနဲ့မတူတာကြောင့်တွေ့ဝေနေပါတယ်။ဒါမဲ့ခုအချိန်တွေကအဲတုန်းကကိစ္စနဲ့နည်းနည်းလေးတူနေရကြောင်းဂျေးကစိတ်ဝင်နေပါတယ်။ခဏနေတော့ရေကရောက်လာပြီးစကားလာပြောပါတယ်။ပြီးရင်နန်းတော်တွေကနေခိုးထွက်လာပြီးဂျေးခန့်ရှိအဆောင်ဟာရင့်နေရကြောင်းကျုံမိပဲဝင်လာလိုက်ပါတယ်။တကယ်တော့အဆောင်ဟာဘင်းယူလူမားတာကလည်းအဖြစ်မဟုတ်ပါဘူး။ဘင်းရဂျေးကိုအစားအစာတွေနဲ့များပြီးသူ့ကိုထားမတော့အောင်လို့ဂျန်နီယာပဲဖြစ်ပါတယ်။ခမရောက်လည်းခုဆိုသူမထားမတော့အောင်စပူဘူးဝဲလို့ရတော့မယ်ထင်ပါတယ်။ဂျေးကဘင်းယူနန်းတော်ကနေပါလို့ခုထွက်လာလေလူမိလိုက်တဲ့အချိန်မှာဘင်းရဂျင်းမျက်နှာလေးကိုတွေးကြုံတက်တက်ပဲလို့ပြောလိုက်တာကြောင့်ဂျေးကရှက်သွားပါတယ်။ခဏနေတော့စကားပြောနေကြရင်သူတို့ကိုတိုက်ခိုက်တာကစပီယာလိုပဲဖြစ်မယ်ဆိုပြီးအတွေးဝင်လာတာကြောင့်သူ့ကိုချိန်သာတဲ့နေတဲ့ဘင်းကြီးကိုစိန်ခေါ်ဆိုပြီးတော့ထောဝသွားပါတယ်။အဲမှာဂျေးကလည်းဘင်းကြီးကိုဘာလို့ချိန်သာတဲ့နေတဲ့ဘင်းကြီးလို့ခေါ်ရလဲလို့မေးပါတယ်။ဘင်းကြီးကတော့သူ့ကိုချစ်လာစေခြင်းနဲ့ချေးကိုအဲ့လိုတွေမပြောပြချင်ဘူးဆိုပြီးလူနဲ့မနိုင်အောင်ကတ်ချွဲပြနေရကြောင်း Rape ကဝင်တားလိုက်ပါတယ်။အဲမှာဘင်းကြီးလည်းနောက်ဆုံးတော့ပြပြလိုက်ရပါတယ်။ဘင်းကြီးကအရင်တော့ခင်းနဲ့ဆက်ခွင့်ဝင်မရတဲ့သူတယောက်ပါ။ပြီးတော့ Rape နဲ့အတူတူရှိနေရကြောင်းမကောင်းဆိုးလို့ထင်ပြီးတော့ဆုံးဖြတ်ခဲ့ပါတယ်။ဘင်းကြီး7နှစ်အရောက်မှာတော့အိရှိဆန်ဖြစ်တဲ့သူ့ကိုကဖျားနာပြီးတည်သွားတာကြောင့်အခြားအိရှိဆန်တယောက်ကိုချက်ချင်းယူလိုက်ပါတယ်။ဒါမဲ့အဲ့တယောက်လည်းယေရှုခန်းထဲမှာရှော့သွားပါတယ်။နောက်တဲ့အိရှိဆန်တယောက်ကလည်းညတိုင်းတဲ6ခံရတာကြောင့်ဇွဲကျုပ်ချတေသွားပြီးနောက်တဲ့တယောက်ကလည်းမျက်နှာတေးရင်အသက်ယူချက်ပြီးရှော့သွားတယ်လို့ဆိုပါတယ်။အဲ့လိုနဲ့ဘင်းကြီးတစ်နှစ်ပြည့်တိုင်းမှာတယောက်ပြီးတယောက်ရှော့သွားတာကြောင့်ဘင်းကြီးကနန်းတော်ကိုပြန်ခေါ်ခံရပြီးထိနေရလိုက်ပါတယ်။ဒီချိန်မှာဂျေက Rape ကိုရုတ်တရက်နေဆောင်ထိုးလိုက်တာကြောင့် Rape ကသူ့မဟုတ်ဆိုပြီးရင်းနေပါတယ်။အကြောင်းမို့လို့ဂျေကတီးပြီးရဲ့အချိန်မှာတော့ဘင်းကြီးကိုနန်းတော်မှာနေခိုင်းပြီးသူကတည်င်းနေလိုက်စုဆောင်ပေးမယ်လို့ဆိုပါတယ်။သူကတည်င်းနေလိုက်စုဆောင်ပေးမယ်လို့ဆိုပေမဲ့ဘင်းကြီးကအနေအများအကြောင်းမလုပ်ခိုင်းပါဘူး။ဒါမဲ့ဂျေကသူကဘင်းကြီးရဲ့ဇနီးဖြစ်တာကြောင့်ကောက်ွယ်ပေးရမယ့်တာဝန်ရှိရလို့ပြောတဲ့အချိန်မှာဘင်းကြီးကရင်ထဲထိသွားပါတယ်။အဲမှာ Rape ကအမြင်ကပ်လာတာကြောင့်အခန်းထဲမြင်မြန်ပြန်တော့လို့ဆိုပါတယ်။နောက်တစ်ခါမှာတော့ဂျေကရုတ်ခဲ့ပြီးစပီယာနောက်ကိုလိုက်နေပါတယ်။စပီယာကဘင်းကြီးနဲ့စီးစက်ထားတဲ့သူကိစ္စနဲ့ပတ်သက်ပြီးတိုင်ပင်နေပါတယ်။အပြင်မှာရှိနေတဲ့ဂျေကအဆောင်နေရှိနေတာကိုသတိထားမိသွားပြီးခဏကြာမှာတော့အဆောင်တွေကစပီယာကြီးရဲ့ခန်းထဲကိုဝင်သွားပါတယ်။အဆောင်တွေကဘာကြောင့်မသိစပီယာကိုဖမ်းမှုလုပ်မိတဲ့အချိန်မှာသတင်းစုဆောင်မှုလာတဲ့ဂျေကလည်းမနေနိုင်တော့ပဲဝင်သွားပါတယ်။အခြားတစ်ဖက်မှာတော့စပီယာရဲ့ဖေကဘင်းကြီးစီကိစ္စတစ်ခုလာတင်ပြပါတယ်။အဲ့ဒါကတော့ဘင်းခေါ်လာတဲ့မိန်းကလေးနဲ့တပည့်တွေကစိတ်ကောင်းကိုသိမ်းသွားပြီးသူသမီးကိုပါဖမ်းသွားရလို့ဆိုပါတယ်။အဲ့မှာပဲပြီးစုပ်တူလေးကပြီးဆုံးသွားရပါတယ်။နောက်ခန်းနေကြည့်နေဆိုရင်တော့ channel ကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်။ပြီးတော့ school ပြီးချင်တယ်ဆိုရင်တော့ VPN နဲ့ကြည့်ပေးသွားဖို့တောင်းဆိုချင်ပါတယ်။